ကျတော့လက်ဦးစီယာမြေထိုက်ဆိုတာပုတ်ဖာစရိယမင်းနဲ့ပါမိဘတွေကအရေးကြီးဆုံးကလေးတွေကိုဘလို့သင်ခဲ့တာလဲဘလို့သင်ပေးပါနော်စားတာတောက်တာနေတာထိုင်တာပေါ့ညီကောင်မတော်ချင်းသူ့ကြတော့ပိုးပြီးတော့ဦးစားပေးတယ်သူ့ကြတော့ဦးစားပေးမှုတွေညံကောင်းတယ်အကြီးမအတော်ညံကောင်းတာဟိုအငယ်ကောင်းတော့လေငယ်ငယ်နဲ့ရတယ်ကြောင်းကြတော့လေပဲအတန်းအောင်မနေလို့ရတော့ငယ်ကောင်းအလိုလိုနှိမ့်တယ်ဘယ်သူကနှိမ့် trauma စိတ်ဓာတ်ရအမေတို့အဖေတို့ကအမကြီးကိုဦးစားပေးတယ်အမကြီးကသူ့ရန်သူဖြစ်သွားတယ်စိတ်ထဲကရန်သူဖြစ်သွားကြီးတော့အိမ်မောင်တို့ကအမွေလူကြရောခင်ဗျာသမီးခိုင်ပေါ့ဗျာအကျုပ်ငယ်တော့လည်းခင်ဗျာဘာဆောင်းလျှောက်ခဲ့တယ်ဟောအဲ့လိုပြောတယ်အမလီရင်နာလိုက်တာဟဲ့သူရင်နာမဟုတ်ဘူးအကုန်လုံးပါးတကာတွေပါသူကသူပိတ်ချကြိုက်လို့ရှာနော်ကိုလုတ်ခဲ့တဲ့ဒုက္ခပဲအဲ့ဒါပါတာသမီးတွေကိုဆက်ဆံတဲ့နေရာမှာတောင်းမှလည်းမှန်ကမဆက်ဆံတဲ့တော့ခွဲခြားဆက်ဆံတဲ့အရေးပဲရအောင် discrimination ဟာသားလေးကတယောက်တည်းမို့သားလေးကိုတခါလေလူသမျှအကုန်ပေးသမီးတွေကြပြစ်ထားနော်သမီးတွေကဗျံမတာနေထိုင်သားတော့မသိဘူးနောက်တော့သမီးတွေကဒုက္ခတွေရောက်လာတဲ့အခါညီတို့ဘယ်လိုလုပ်လားဖြေမိပါတယ်နော်အဲ့ဒါဘယ်လိုထိမ့်သိမ့်မသက်လို့လဲဒါကြောင့်လောကနိတိတွေကဒါကိုပြောတာဟောဟုတ်လားအမေဟာအပြင်ရန်အဖအတွင်းရန်သားသမီးကိုမထိန်သိမ်းမစောင့်ရှောက်တတ်ဘူးဆိုရင်မိဘတွေကသားသမီးရဲ့ရန်သူတဲ့ဗျသားသမီးရဲ့ပါတယ်တော့သားသမီးကိုမထိန်သိမ်းမစောင့်ရှောက်တဲ့သားသမီးတွေရဲ့ရန်သူကဘယ်လိုမိဘနှစ်ပါးသားသမီးတွေရဲ့ရန်သူပဲရန်သူဆိုတာပေါင်းဆိုအကျိုးစီးပွားမဲ့အောင်လုပ်တာပေါ့အဲ့တော့မိဘတွေကပဲသားသမီးတွေကိုအကျိုးစီးပွားမဲ့အောင်လုပ်တာနဲ့လူဖြစ်သွားတယ်ဒါကြောင့်နိုင်ငံတကာမှာကျတော့မိဘတွေကိုသားသမီးတွေကိုဘယ်လိုပြုစုထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတဲ့အစိုးရကနေတေချာသင်ပေးတယ်ပညာရေးမှာဘုံဘုံတို့နိုင်ငံမှာ home education ဘုံဘုံသင်တန်းတစ်ခုဖွင့်လို့ရတယ်တက်မဲ့တူမရှိ parental education သိမ့်ဝင်တာဘူးဘာတော့မိဘတွေပညာရေးပါတော့ကျူရှင်ပို့လိုက်တယ်လေကိုကလေးမေ$ဘယ်လောက်ပေးရတာဒေါ်လာနဲ့ပေးရတာမြန်မာဝယ်ဆိုဘယ်လောက်ကြတယ်ကိုတို့တန်းနဲ့ပို့လိုက်တာပဲတော့တစ်နှစ်နဲ့ပို့လိုက်တာပဲကလေးတွေကမြန်မာလိုတော့တက်တယ်ဒါမှမြန်မာရင်ရှိဘူးမသိတင်တဲ့ဆက်ဆက်မှလည်းမသိဘူးလေတချို့ကျတော့အင်္ဂလိပ်ကျောင်းတွေပို့လိုက်တယ်မြန်မာသားပါမတက်တော့အေးပို့ဆိုးသွားနော်အဲ့တော့မြန်မာပြည်ထဲနေပြီးတော့မြန်မာသားမတက်တဲ့သူတွေအများကြီးပြမြို့မှာအဲ့လိုမျိုးတွေဖြစ်သွားတာဘာဖြစ်လို့လဲဆိုတော့မိဘတွေအထင်းသေးဆောက်ရှောက်ပညာရေးသဘောတရားကိုနားလည်မှုလွဲနေတာလေဟုတ်ပြီလားကြိုက်ဒါလေးပြဖတ်ပါအောင်ပါရောမိသားစုတွေကဘောရမတွေရံမဖြစ်ဘူးမိဘတွေသိမချမ်းသာဘူးငါစိတ်ကိုမချပါဘူးဟဲ့နောက်ကြောမလုံးပါဘူးငါအမြင်ထွက်တာနဲ့ညီတို့ရံဖြစ်ကြတော့တာပဲဒီလိုမျိုးပေါ့မိဘတွေကအဲ့တော့မိဘတွေကအပြင်သွားတော့စိတ်ချမ်းသာရှေ့လို့လို့ရတာနောက်ကမဖြောင်းဒီလိုမျိုးဟုတ်ပါလားမိဘတွေအပြင်ထွက်တော့လည်းအိမ်ထဲမှာဖြစ်ချင်တိုင်းဖြစ်တော့ပြည့်ချင်တိုင်းပြတ်သွားတာဟောအဲ့လိုမညီညွတ်တဲ့မစိလုံးနဲ့မငြိမ်းချမ်းတဲ့မိသားစုတွေပေါက်ထားတဲ့ရွာကိုယ်နဲ့ဒီဘာဖြစ်ကြအမျိုးတွေချင်းချင်းဘာဖြစ်ကြရက်ွက်တွေချင်းချင်းဘာဖြစ်ကြတိုင်းရင်းသားတွေချင်းချင်းဘာဖြစ်ကြတနိုင်ငံလုံးဘာဖြစ်နေကြစစ်ပွဲတွေငြိမ်းချင်တယ်ဆိုရင်အေးရန်နေစားပြီးတင်ပြရဘယ်နိုင်ငံတော်ဘယ်သူမှမလုပ်နိုင်လုံနိုင်တဲ့မြန်မာနိုင်ငံမှာခေါင်းဆောင်မရှိဘူးတကယ်တမ်းကျတော့အဲ့လိုလုပ်လို့မရခေါင်းဆောင်တွေလည်းလုပ်လို့မရဘူးပညာရေးကြီးတယ်မိဘတွေကပါဒီအမြင်တွေပြောင်းပေးဖို့လိုတယ်ဘုံဘုံတစ်နှစ်ကတရားပွဲတွေသဘောနောက်ပိုင်းမှာနိဗ္ဗာန်ရောက်ကြောင်းဆိုတာခဏထားနိဗ္ဗာန်ရောက်ကြောင်းလာရင်လားရိတ်တာလာရင်လားခဲ့ဘုံတရားသခန်းတွေရှိတယ်အဲ့ဒီခါမျိုးတွေနိဗ္ဗာန်ရောက်ကြောင်းပြောတယ်ကျန်တဲ့အချိန်ကတော့အပြင်တရားပွဲတွေတော့သားသမီးတွေကိုမိဘတွေကိုလို့ထိန်ကြောင်းမလဲအဲ့ဒါတွေနဲ့ပတ်သက်တဲ့ပညာရေးစနစ်တွေကိုပဲဘုံဟောတယ်အဲ့ဒါပဲဟောချင်တော့တယ်ဘာဖြစ်လို့ဆိုတော့အိမ်တွေမှာမိဘတွေအဲ့လိုမျိုးသားသမီးတွေကိုမကင်တွယ်မထိန်ထိန်မဆောင်ရှောက်တတ်တဲ့အခါအများကြီးတိုင်းပြည်တွေနစ်နာဆုံးရှုံးတာနေမြောင်သွားဘူးလားဒါကြောင့်မိသားစုညီညွတ်တဲ့မိသားစုငြိမ်းချမ်းတဲ့မိသားစုကိုယ်တာဝန်ကိုယူတတ်တဲ့မိသားစုဖြစ်ဘုံဘုံက၄တန်းလောက်နေရတော့မှအဖေတို့ကအမေတို့ကထမ်းတက်တဲ့ကအဖေထမ်းတက်တော့နောက်ကနေတော့ဥကောက်လိုက်နော်အဲ့ဒါတော့သွားတယ်ဆိုရင်ကြောင်းသွားတယ်ဆိုရင်ကြောင်းသွားတဲ့လွယ်အိမ်ထဲမှာကြောင်းစိမ်းပေါင်းမီလေးအင်ကြီးလေးပစိုးလေးထည့်သွား
တော့အိုးကောက်လိုက်တဲ့အစုပ်ကလေးတွေနဲ့ပစိုးစုပ်လေးတွေအင်ကြီးစုပ်လေးတွေနဲ့ဒါသွားတော့အဖေထမ်းတက်တဲ့ဟာတွေပြီးအောင်ပြီးသလောက်ဖြစ်အောင်ငုံပို့ပြီးနော်အဲ့ဒါပြီးမှအတန်းเจ้าကလွယ်ထဲမှာပါလာတဲ့ဝတ်စုံလေးတွေနဲ့အတန်းเจ้าသွားအတန်းเจ้าပြန်လာလဲဘုံဘုံတို့ကျူရှင်တွေမရှိသေးဘူးအဲ့တော့ရှစ်တန်းထိဘာကျူရှင်မှမနေဘူး9တန်းလောက်ကျမှအကိုတွေအမတွေသိပြီ10တန်းတစ်နှစ်လုံးမှာ8000ပဲကုန်တစ်နှစ်လုံးတော့ကျောင်းစိတ်ရောကျူရှင်ကားတွေရောအကုန်လုံးမှာ8000ပဲကုန်မင်းတို့ကြားတောင်ကြားဘူးမဟုတ်7000ပဲနော်အဲ့ဒါဆိုတော့ထားတော့ဆိုတော့နောက်9တန်း10တန်းလောက်ရောက်တော့တောင်သူလှုပ်တတ်တယ်ငါထွန်နေရောထေရောဘုံကုန်လှုပ်တတ်တယ်9တန်း10တန်းလောက်တက်အဖေကထမ်းတော့တက်တော့ကျွမ်းတယ်တောင်သူလို့မကျွမ်းနော်အဲ့ဒါဆိုဘုံဘုံတော့လှုပ်တက်အောင်တင်တာထမ်းတက်တော့လည်းမင်းတက်ကတူဆိုရင်ဘုံဘုံတို့ကတက်ကတူမသွားခင်ထမ်းတော့ရင်သွားတာဟုတ်ပါပြီးမှမင်းတက်ကတူမင်းငါတို့တက်ခဲ့တော့တက်ကတူတက်တော့စပိန်နဲ့နင်းတယ်ဟာသလင်းကြီးဘက်ကနေပြီးတော့မင်းချင်းနှမြစ်ကူးဟိုကမုံရတက်ကတူသွားတက်စပိန်ကချိန်ဖို့မပါဘူးမင်းခုကောင်နဲ့ဖင်ကောင်းကျဲတယ်မင်းဆိုင်ကနေသွားတာဟုတ်လားဆိုင်ကနေသွားတော့အခုကျတော့ဗာလဲဖြစ်သွားနော်စစ်တပ်ဘိန်းလို့ဘာလို့နဲ့ဒီလိုဖြစ်တာဟုတ်ပါပတ်တန်ကြတပြားမှမချနိုင်အိမ်ကျတော့ဘာလဲကြောမမတည်ဘုံတို့အဲ့ဒါကျောင်းတွေကပြန်လာရင်နေခင်းပဲဆိုအမေထညက်ချက်တော့ထညက်အုပ်ကူပြီးတော့မင်းမွေးပေးရတယ်ထညက်အုပ်ကူပြီးတော့ထိုးပေးရတယ်ထညက်ကူပြီးတော့ချက်ပေးရတယ်ငါးခြေထောက်တွေမှာထညက်ဘူးလောင်းထားတဲ့ဒဏ်ရာတွေရှိဒါပေမဲ့ကျင်းနဲ့တယ်အဲ့ဒီဒဏ်ရာတွေကငါအလုပ်လုပ်ခဲ့တဲ့ဟာဘလောက်ကုန်ယူစရာကောင်းလဲထိတ်မှတ်အလုပ်လုပ်ခဲ့တဲ့ဟာမိဘတွေကိုကူခဲ့တဲ့တက်တွေအမေရောကူခဲ့တယ်အဖေရောကူခဲ့တယ်ခုနှစ်တန်းလောက်နဲ့တမင်းအကုန်ချက်တယ်ဘေမေသွားရင်ငါတို့ကတမင်သုံးခုမပြတ်ဘူးနော်ဆွန်းတော်တယ်မပြတ်ဘူးနော်ကျောင်းဘုန်းကြီးကျောင်းလာရင်ကိုတော်တွေလာပြီးဆွန်းရင်လောင်းတယ်ဆွန်းတော်လောင်းတယ်ဟုတ်သားတွေသမီးမင်းတို့အချက်ပြုတ်ဘလောက်နိုင်နေပြီလဲအလျှော်ဖို့ဘလောက်နိုင်နေပြီလဲနော်အဖေကထမ်းတက်တော့ညဆိုရင်းတောင်ကိုနော်လျှော်ချလျှော်သက်အကုန်လုံးကူပေးခဲ့တယ်အိမ်ထဲမှာမင်းအိမ်ဝင်းကြီးကအကျေးဆိုတော့မင်းအသင်းပင်တွေကုန်ဆိုင်ခရမ်းတွေရောဂေါ်ဘီတွေရောပန်းဆိုလဲအမေဖျားပန်းတော့မေမျိုးပန်းတွေပါအကုန်ဆိုင်အပေါက်ပြားလေးတစ်ချက်နဲ့အားမနေဘတို့စူးစမ်းခဲ့တာပြောတာကျင်နဲ့တယ်ကိုကျင်နဲ့တယ်အခု40ရှိပြီအမေလည်းပြောတယ်တခါမှနော်ဒုက္ခမပေးခဲ့ဘူးသူတို့နော်မိဘတွေလည်းဘုန်းတို့စဉ်းစားလိုက်တဲ့အမြဲတမ်းကျင်နဲ့ဘုန်းတို့မိဘတွေကိုလည်းအလုတ်ခိုင်းခဲ့လို့ကျင်နဲ့ကျေးဇူးတင်ကိုတောင်ဝဲကိုယူတဲ့အောင်သင်ပေးခဲ့တဲ့မိဘတွေကျေးဇူးတင်အခုကျတော့မိဘတွေကကိုတောင်ဝဲကိုယူတဲ့အောင်မသင်ဘူးအကုန်လုံး ready made လုပ်ပေးလိုက်တော့သားသမီးကြီးကအတုံးမကျတဲ့သားသမီးသူတို့ရဲ့အသက်အရွယ်လိုက်အတုံးချတဲ့အောင်နေတဲ့ထိုင်တဲ့အောင်တာဝန်ယူတဲ့အောင်သင်မပေးတဲ့အခါအတုံးမကျတဲ့သားသမီးသူတို့အတုံးကျတဲ့သူပါမှာပါဟုတ်လားမပါဘူးလို့ပြောတာပါဘုံပြောတာမင်းတို့သဘောပေါက်လားအတုံးကျတဲ့သားသမီးဖြစ်ဖို့အရေးကြီးတယ်ရှက်စရာမရှိဘူးအလို့ဟူတို့များဂုံရှိသွားအေးအလို့ကနေနေလို့မြင်လို့မရှိဘူးအလုံးမလုပ်တဲ့သူကမှရှက်စရာကောင်းခြေတန်းဖြီးပြီးတော့လည်းအလုံးမလုပ်တက္ကသိုလ်တက်တော့လည်းအလုံးမလုပ်အခုလည်းနိုင်ငံခြားသွားမယ်မင်းနိုင်ငံခြားသွားပြီးတော့မင်းအလုပ်တွေလုပ်တယ်နော်နိုင်ငံခြားပြန်လာမင်းတို့အလုပ်လုပ်မှာမဟုတ်အရင်ကအကျင့်တွေပြန်ပါလာ